ဘာမှမစားရသေးတဲ့ချိန်စီချိုတိုင်းလို့130ကျော်ရင်စီချိုသွေးချိုရှိတယ်လို့သိရတယ်။တကယ်လို့ဘယ်ချိန်တိုင်း200ကျော်ရဆိုရင်လည်းစီချိုသွေးချိုရှိတယ်လို့သိရတယ်။ကဲ200ကျော်ပြီးထားပါတော့စီချိုသွေးချိုရှိပြီ။ဘာဆေးကိုပေးလဲဆိုတော့ပထမဆုံး cell တကားဖွင့်တဲ့စီချိုသွေးချိုကြာဆေးလို့ခေါ်တယ်။ metformin လို့ခေါ်တယ်။ metformin က cell မှာရှိတဲ့ insulin clock လေးတွေကိုနူးညံ့စေတယ်။အဲဒီ insulin clock လေးတွေကို insulin ကနှိပ်တဲ့အခါမှာ cell မှာရှိတဲ့တကားတွေကပွင့်လာတယ်။ glucose က cell တွေကိုဝင်သွားမယ်။ဒီလိုအပြင် metformin ကသွေးထဲမှာရှိတဲ့အချိုဓာတ်တွေကိုကျစေတယ်။ကဲ metformin က PO ဆိုတဲ့တောက်ဆေးဖြစ်တဲ့900 850 mg ဆိုပြီး3မျိုးထွက်တယ်။ဒီနေ့ဒီချိန်ကနေ3ချိန်ထိတောက်လို့ရတယ်။နောက်တစ်ခုက beta cell ကနေ insulin အထုတ်များစေတဲ့သွေးချိုကြာဆေးဖြစ်တဲ့ beta cell ကမုံချွေမှာရှိတဲ့ insulin ကိုထုတ်တယ်။ဒီအောက်မှာရှိတဲ့ဆေးနှမျိုးကိုပေးလိုက်မယ်ဆိုလို့ရှိရင်တော့အရင်ထုတ်တာတဲ့ပို့ပြီးတော့ထုတ်တယ်။ insulin နဲ့ထုတ်များတဲ့အခါမှာ cell clock လေးတို့သွားနှိပ်မယ်။ cell clock လေးကငကိုတွေက C ကြောင့်ယိုယွင်းနေတာပြောရမယ်ဆိုရင်တော့အလုံးမလုံးဘူးဖြစ်နေတာ။ဒါကို insulin အများကြီးနဲ့သွားနှိပ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့တဲ့ပို့ကောင်းပို့ပေးနိုင်တယ်အဲ့ဒီခါမှာဆဲတကားလေးတွေပွင့်လာပြီးတော့သွေးထဲမှာရှိအချိုတကားဆဲတဲ့ဝင်ပြီးကျသွားတာဖြစ်နိုင်သလို insulin အများကြီးရှိတဲ့ခါမှာဆဲနေရာမှာလည်း clock လေးတွေအများကြီးရှိတယ်အချို clock လေးတွေကနူးညံ့တဲ့အချို clock လေးတွေကစီကြောင့်အလုံးမလုံးတော့ဘူးစီကသတင်းပို့တာကိုပိတ်ထားဖြစ်နိုင်တယ်ဒါကြောင့်နူးညံ့တဲ့ clock တွေကိုများနေတဲ့ insulin အချိုကနှိမ့်နေတယ်ဆိုလို့ရှိရင်လည်းသွေးထဲမှာရှိအချိုတကားဆဲတဲ့ဝင်သွားပြီးတော့အချိုတက်ကျသွားတာလည်းဖြစ်နိုင်တယ်ကဲဒီဆေးနှမျိုးက glyclazide နဲ့ sitagliptin လို့ခေါ်တယ် glyclazide က30 60 80 sitagliptin ကကျတော့90နဲ့100ဆိုပြီးတော့ထွက်တယ် glyclazide ကတစ်ချိန်ကနေ2ချိန်ပဲတောက်လို့ရတယ် sitagliptin ကကျတော့တစ်ချိန်ပဲတောက်လို့ရတယ်လွယ်မှတ်မယ်ဆိုရင် sitagliptin ကတစ်ချိန် glyclazide က2ချိန်ထိတောက်လို့ရပြီးတော့ metformin က3ချိန်ထိတောက်လို့ရတယ်ကဲဘယ်ဆေးကိုဘယ်လိုရွေးပြီးပေးမလဲဆိုရင်လူတစ်ယောက်ကိုစီချိုသွေးချိုတိုင်းလိုက်လို့200ကျော်သွားပြီဆိုလို့ရှိရင် metformin ကိုပေးတယ်ဒါပေမဲ့250မကျော်သေးဘူးဆိုရင်တစ်မျိုးတည်းပေးသေးတယ်250ကျော်သွားပြီဆိုလို့ရှိရင် metformin နဲ့ sitagliptin ပေါင်းလိုက်တယ်။ကဲလို့ဒီ2မျိုးပေါင်းလို့မှမတိုးဘူးဆိုလို့ရှိရင်တော့ metformin နဲ့ sitagliptin glyclazide ကဆိုတော့3မျိုးပေါင်းပြီးတော့ပေးလိုက်တယ်။ target ဘယ်လောက်ထိချခြင်းလဲဆိုလို့ရှိရင်တော့130အောက်စီလူတစ်ယောက်ကိုအချိုတက်ကိုထိန်းထားခြင်းနဲ့ဒီဆေး3မျိုးနဲ့ဒီဆေး3မျိုးတောက်လို့မှ130ကိုမထိန်းထားနိုင်ဘူး145လောက်ရှိနေတယ်ဆိုလို့ရှိရင်တော့ဒီဆေး3မျိုးကိုတဖြည်းဖြည်းမြင့်သွားမှာဖြစ်တယ် metformin ကို900နဲ့903ချိန်ကနေ853ချိန်ကနေ1003ချိန်လောက်ထိမြင့်သွားလို့ရတယ်လို့ glyclazide ကိုလည်း30 60ကို2ချိန်ထိတစ်ချိန်ကနေ2ချိန်ထိမြင့်လို့ရတယ် sitagliptin အရင်က90တောင်းနေဆိုလို့ရှိရင်100ထိမြင့်လို့ရတယ်ဒီလိုမျိုးဆေးတွေကို dosage ပမာဏမြင့်ပြီးတော့မှအချိုတက်ကတက်နေသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတောက်ဆေးအစာကိုထိုးဆေးသုံးရမယ်130မှာမထိန်းထားနိုင်ဘူး145လောက်ဖြစ်နေတယ်ထားပါတော့အဲ့ကမှာကျွန်တော်တို့ကထိုးဆေး insulin ကိုသုံးရမယ်အဲ့ insulin အများကြီးသွေးထဲဝင်လာမယ်ဆိုလို့ရှိရင်ဆဲမှာရှိတဲ့ဒီမာကျောနေတဲ့ clock တွေရှေ့ကောင်းရှိမယ်အဲ့မာကျောနေတဲ့ clock တွေဆိုတာဆဲမှာရှိတဲ့တကားလေးတွေကိုသတင်းမပို့နိုင်တဲ့ cloud တွေသွေးထဲမှာအဆီတွေဆဲထဲမှာအဆီတွေအောင်းနေတဲ့ကကျတော့ပိတ်ဆို့နေတဲ့ cloud တွေဖြစ်မယ်အချို့သော cloud တွေကလည်းလွတ်ဟနေမယ်အဲ့တော့လွတ်ဟနေတဲ့ cloud တွေကိုပိုနှိမ့်မိအောင် insulin များများလေးထိုးပေးခြင်းအပြင်အဲ့ cloud တွေကိုနှိမ့်မိကောင်းနှိမ့်မိမယ်အဲ့ကကြလို့ရှင်တကားတွေကပွင့်လာမယ်ဒါကြောင့် insulin ကိုထိုးတယ်ထိုးတဲ့ကမှတော့အကျော်စီးလည်းမဟုတ်ဘူးအသားစီးလည်းမဟုတ်ဘူး subcu လို့ခေါ်တယ် subcu ဆိုတာကတော့အရေပြားအောက်ကိုထိုးတဲ့ဆေးပဲဖြစ်တယ်ထိုးမယ်ဆိုလို့ရှိရင်တော့ကာကွယ်ဆေးထိုးတဲ့ဆေးထိုးအပ် 1cc တစ်ချောင်းဝယ်ရမှာဖြစ်တယ် 1cc တစ်ချောင်းရဲ့7ပုံရင်တစ်ပုံအဲ့တပုံမှာမှ4ပုံရင်တစ်ပုံကိုအင်ဆူလင်ဘူးထဲကနေစုပ်ပြီးတော့ဒါကို1 unit လို့ခေါ်တယ်အဲ့အင်ဆူလင်1 unit ကိုလူတစ်ယောက်ကိုထိုးမယ်ဆိုလို့ရှိရင်လူတစ်ယောက်ကသွေးထဲမှာရှိတဲ့အချိုဓာတ်15ကျတယ်အခုဆေး3မျိုး dosage တွေလည်းအများကြီးပမာဏတွေလည်းအများကြီးတိုးပြီးတော့တောက်ပြီးသွားပြီဒါတော့မှ130အောက်ကိုမရောက်ပဲ145ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်အင်ဆူလင်1 unit သူ့ကိုဒီအင်ဆူလင်ဘူးထဲကနေမှဆေးတစ်ဝက်နဲ့1 unit စုပ်ပြီးတော့ထိုးလိုက်တဲ့အခါမှာသူ့ရဲ့145ဒီ15ကျသွားပြီးတော့130ပြန်ရောက်သွားမှာဖြစ်တယ်။ဒါကတော့ကျွန်တော်ကဥပမာလေးနဲ့ပြောပြတာဖြစ်တယ်။အဲ့တော့ဒါပေမဲ့ insulin ထိုးတဲ့အခါမှာအရင်ထူးဆန်းတယ်။ကိုကသူ့ရဲ့သွေးထဲမှာရှိအချိုဓာတ်ကို145နဲ့130ဒီ1 unit ထိုးလို့ကျကျင်တာတော့မှပဲအချိန်ဘယ်အချိန်မှာကျကျင်လဲဆိုတာကျွန်တော်ရွေးချယ်လို့ရတယ်။ insulin ကိုအရေပြားအောက်ကိုထိုးထည့်လိုက်တဲ့အချိန်မှာအဲ့အရေပြားအောက်ထဲမှာရှိတဲ့ insulin ကအဆီထဲမှာရှိတဲ့ insulin ကအရေပြားအောက်မှာအဆီရှိတာကိုအဆီထဲမှာရှိတဲ့ insulin ကသွေးထဲကိုတဖြည်းဖြည်းချင်းစိတ်ဝင်သွားမယ်စိတ်ဝင်သွားတဲ့ insulin တွေကသွေးထဲကနေမှဆဲမှာရှိတဲ့ clock လေးတွေကိုတွားပြီးတော့နှိပ်လိုက်မှာနှိပ်တော့မှဆဲမှာရှိတဲ့ insulin clock လေးတွေကြောင့်တကားလေးတွေကပွင့်ပြီးတော့သွေးထဲမှာရှိတဲ့ glucose ကဆဲတဲ့ကိုဝင်မှာအဲ့တော့ကိုကဒီ insulin ကိုပေးတဲ့အခါမှာ4မျိုးရှိတယ်အရေပြားအောက်မှာရှိတဲ့ insulin ကသွေးထဲကိုမြန်ဝင်သွားမယ်ဆိုရင်မြန် clock လေးတွေသွားနှိပ်တကားလေးတွေပွင့်ပြီးတော့မြန်ကျသွားမှာဖြစ်တယ်အချိန်အတိုနဲ့စိတ်ဝင်သွားမယ်ဆိုရင်အချိန်တိုမှကျသွားမှာဖြစ်တယ်အချိန်အလဲအလတ်နဲ့စိတ်ဝင်သွားမယ်ဆိုရင်တော့အချိန်အလဲအလတ်6နာရီ8နာရီလောက်ကြာမယ်အချိန်အရှိဆိုလို့ရှိရင်တော့24နာရီလောက်ကြာမယ်ဖြည်းဖြည်းချင်းစီသွေးထဲမှာရှိအချိုဓာတ်ကိုကျသွားစေမှာဖြစ်တယ်ဒါကြောင့်ကိုကအရေးပေါ်ဆိုလို့ရှိရင်တော့သူ့
သူ့ကိုမြန်လေးသွေးတဲ့ကိုစိတ်ဝင်စားစေခြင်းအဖြစ်မြန်ချမယ်အချိန်တိုချလို့ရတယ်အချိန်အလဲလက်ကတော့ပုံမှန်လူတွေကိုချတာအချိန်ရှည်ကျတော့တိတ်ပြီးတော့တနေ့ကိုတစ်ချိန်လောက်ပဲထိုးဖို့လိုတယ်အရင် serious မဖြစ်တဲ့သူတွေကိုတုံးတယ်ဒါကြောင့်ကျွန်တော်တို့က insulin ကိုမနက်ပိုင်းပိုင်းထားရဆိုတော့၄ပိုင်းအနည်းဆုံးပိုင်းထားပါတယ်ညံတိုးလက်ရှည်ဒါကတော့ဆေးကိုထုတ်တဲ့ပညာရှင်တွေကအရေးပြအောက်မှာရှိတဲ့အစီကနေသွေးတဲ့ကိုစိတ်ဝင်နိုင်မှုကိုတီထွင်ထားပြီးတော့ထုတ်ဖော်ထားတဲ့ဆေးပဲဖြစ်တယ်မြန်စိတ်ဝင်မြန်ကြမယ်ကဲမြန်နာကိုကျတော့ aspart တိုတာကိုကျတော့ regular အလယ်လက်ကိုကျတော့ NPH နဲ့အရှည်ကြီးကိုကျတော့ glargine လို့ခေါ်တယ်ဒီမှာနာမည်မျိုးနဲ့ရောက်နေမြန်နာကို novo rapid တိုတာကို insunova R အလယ်လက်ကို insunova N နဲ့အရှည်ကိုကျတော့ insunova G ARNG ဆိုတော့ကျွန်တော်တို့ကအတူကခေါ်တယ်ကဲနောက်ဆုံးတစ်ခုရှိတဲ့နံပါတ်5 A နဲ့ N နဲ့ရောထားတာကိုမြန်နဲ့အတူနဲ့ရောထားလို့ခေါ်တယ် R နဲ့ N နဲ့ရောထားတာကိုအတူနဲ့အလက်နဲ့ရောထားလို့ခေါ်တယ်အပြင်မှာရောက်တာကကျတော့ Novomix NOVOMIX VI မဟုတ်ဘူးเนาะ NOVOMIX Novomix ဒါကကျတော့ A 30% N 80%အဲ့တော့အချိုတက်ကိုအမြန်30%လောက်ကျသွားမယ်နောက်ထပ်80%လောက်ကိုကျတော့အချိန်အလဲလက်အတွင်းမှာကျသွားမယ် RN ကကျတော့အချိန်အတူတွင်30%တော့အချိုတက်တွေကျသွားမယ်အချိန်အလဲလက်ကျတော့မှ80%တော့အချိုတက်တွေကျသွားမယ်ဆိုပြီးတော့ဒီဆေးကိုအသုံးပြုတယ်အဲ့တော့ကောင်းပြီဒီဆေးစုစုပေါင်း5မျိုးရှိတယ်ကျွန်တော်တို့ကလူနာတော့လာပြီသူ့ရဲ့မှာရှိအချိုတက်က130ရာနဲ့145တိတက်နေတယ်ကျွန်တော်က1 unit ထိုးလိုက်မယ်ထိုးမယ်ဆိုတော့ဒီဆေး5မျိုးတွေကဘယ်ဆေးကိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်တို့ကရွေးမှဖြစ်တယ်အဲ့တော့အရင်သိပြီးတော့ serious မဖြစ်ဘူးပြောရမယ်ဆိုလို့ရှိရင်တော့တစ်နေ့ကိုတစ်ချိန်ပဲထိုးစရာလိုတဲ့သူကအချိန်အကြာကြီးခံတဲ့ G ဆိုတဲ့ဆေးကိုတုံးလိုက်မယ်ဒါပေမဲ့တစ်နေ့ကို2ချိန်လောက်တုံးရမယ့်သူကတော့ N ဆိုတဲ့ဆေးကိုကျွန်တော်တို့ကရွေးလိုက်မယ်ခဏထိုးရမယ့်လူနာမျိုးကြတော့ R တို့ A တို့ကျွန်တော်တို့ကရွေးလိုက်မယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးလို့ရှိရင်ရှင်းပြမှာဖြစ်ပါတယ်စီချိုစစ်လိုက်မယ်မနေ့ဘာမှမစားခင်တိုင်းလို့130ကျော်တော့စီချိုရှိတယ်ဘယ်အချိန်တိုင်း200ကျော်စီချိုရှိတယ်200ကျော်ရထားပါတော့200ကျော်တဲ့လူနာမှာ250မကျော်ဘူးဆိုလို့ရှိရင်တော့ metformin တစ်မျိုးလေးပဲပြီး250ကျော်တော့ metformin နဲ့ sitagliptin နှစ်မျိုးပေါင်းတယ်ကျွန်တော်တို့ရဲ့အရှိရွယ်ချက်ကတော့130အောက်အမြဲတမ်းကျစေချင်တာဖြစ်တယ်ကဲလို့နှစ်မျိုးပေါင်းပြီးတော့မှ130အောက်မကျသေးဘူးဆိုလို့ရှိရင်3မျိုးပြီးတယ် metformin နဲ့ sitagliptin glucoside ကအဲ့3မျိုးပေါင်းပြီးတော့မှ130အောက်မကျသေးဘူးဆိုအဲ့3မျိုး dosage တွေပေါင်းတိုးပြီးတော့ပေးလိုက်တယ် metformin ကို3ချိန်ထိပမာဏတွေ1000လောက်ထိမြင့်ပြီးတော့ပမာဏ1000ကနေ3ချိန်ဆိုတော့3000လောက်ထိမြင့်ပြီးတော့ပေးလိုက်တယ်2500ဆိုတော့ခွင်ကုန်မြင့်တာဂလိကလာဆိုင်ကိုလည်းမြင့်ပေးလိုက်တယ်စီတာကလစ်ပတင်လည်းမြင့်ပေးတာအဲ့လို3မျိုးပေါင်းတာကိုမြင့်လို့မှ130အောင်မကျသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကတောက်စိမ့်နဲ့ထိန်းလို့မရတော့ထိုးစေးထိုးရမှာဖြစ်တယ်အဲ့တော့အင်ဆူလင်ထိုးမယ်ဆိုလို့ရှိရင်မှတ်ထားမှာအင်ဆူလင်ထိုးစရာလေးမှာအင်ဆူလင်က1 unit ထိုးရဲဆိုလို့ရှိရင်ဂလူကို15ကျရဲဆိုတာကိုကျွန်တော်ကမှတ်ထားရမယ်ကဲကားမယ်အဲ့တော့တောက်စိ3မျိုးပေးတယ်နော်250ကျော် sorry တောက်စိ3မျိုးပေးတယ်130အောက်ထိမချနိုင်သေးဘူးသူကစီးချိုတက်နေသေးတယ်လောက်တက်လဲဆိုတော့ကျွန်တော်စစ်လိုက်မယ်မနက်စာမစားခင်သူ့စစ်လိုက်တဲ့အချိန်မှာသူက190ထိတက်နေကျွန်တော်သိတယ်မနက်စာမစားခင်မှာလူတယောက်က130အောက်ပဲရှိရမယ်190စီဆိုတော့သူက60လောက်တက်နေဒါဆိုလို့ရှိရင်သူ့ကိုကျွန်တော်က130ထိရောက်သွားအောင်ချခြင်းတယ်ဘယ်အချိန်ထိုးပြီးချရမယ်ဆိုရင်ညမဲ့အချိန်မှာထိုးပြီးချရမယ်အဲ့တော့ insulin မျိုးစားအများကြီးရှိတယ်ကျွန်တော်ဘာလို့လဲဆိုတော့ G ဆိုတဲ့မျိုးစားယူတယ် G ဆိုတာ insulinအချိန်အကြာကြီးနေမှာသွေးထဲမှာရှိအချိုတက်ကိုကြားတဲ့ insulin မျိုးစားဖြစ်တယ်ကျွန်တော်က4 unit ထိုးလိုက်တယ်4 unit ထိုးလို့ရှိရင်60ကြာတယ်ဘာကြောင့်လဲဆိုတော့1 unit ဆို15ကြာတယ်4 unit ဆိုလို့ရှိရင်60ကြာတယ်အဲ့တော့ကျွန်တော်ညမဲ့အခင်ထိုးလိုက်တဲ့အခါကျတော့မှနောက်နေ့မနေ့မစားခင်မှာတိုင်းလိုက်တဲ့အခါဘယ်လောက်ဖြစ်သွားမလဲဆိုတော့130ဖြစ်သွားမှာညမဲ့အခင်မှာကျွန်တော်ထိုးလိုက်တဲ့သူ့ရဲ့အစီဆဲတွေကိုဗာလေးဝင်သွားဆိုတော့ insulin တွေကဝင်သွားတယ်အဲ့အစီဆဲကနေမှအချိန်အကြာကြီး G insulin တွေဖြည်းဖြည်းချင်းတွေသွေးတွေကိုစိမ့်ဝင်ပြီးတော့ဆဲတွေကိုsorry သွေးတွေကနေမှခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားမှာရှိတဲ့ဆဲမှာရှိတဲ့ insulin clock လေးတွေကိုနှိပ်သွားတဲ့အခါမှာဖြည်းဖြည်းချင်းတွေစိမ့်ဝင်ပြီးနှိပ်တဲ့အခါကျတော့ဒီနေ့ညထိုးတဲ့အခါကျတော့နောက်နေ့မနက်ကျတော့မှသွေးထဲမှာရှိတဲ့ချိုတက်ကဘယ်လောက်ဖြစ်သွားမလဲဆိုတော့190ကနေ130ထိသွေးထဲမှာရှိတဲ့အချိုတက်တွေဒီဆဲတဲ့ကိုဝင်သွားပြီးကျသွားမှာဖြစ်တယ်။ကဲကောင်းပြီကျွန်တော်ကတစ်နေ့တစ်ချိန်ထိုးစနစ်နဲ့ထိုးတယ်130နဲ့190ထိဖြစ်အောင်လုပ်နေတဲ့မှာ130မရောက်သေးဘူးဆိုလို့ရှိရင်တော့ဒီပမာဏတွေတော့ကျွန်တော်မြင့်ပြီးထိုးတယ်နော်။အခုကကျွန်တော်အနှိမ့်ဆုံးပြပြထားတာနောက်ပိုင်းဆိုလို့ရှိရင်4 unit ကလည်း8 unit 12 unit 16 unit တွေထိုးရတဲ့အခါမျိုးတွေရှိမယ်။ကိုစစ်စစ်လောက်နော်တိုင်တက်လောက်ဒါကိုကထိုးရမှာကဲလို့ကျွန်တော်ကအဲ့လိုမျိုးတက်တလောက်ထိုးတာတော့မှပဲ unit တွေတအားများသွားပြီဘယ်လောက် unit 20 unit တွေပါလောက်ထိထိုးလိုက်တော့မှကျွန်တော်ကမထိန်နိုင်သေးဘူးဆိုလို့ရှိရင်တစ်ချိန်ထိုးစနစ်နဲ့မရတော့ကျွန်တော်ဘယ်နှချိန်ထိုးအောင်ဆို2ချိန်ထိုးရမယ်အဲ့တော့2ချိန်ထိုးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချိန်ထိုးစနစ်လို့တစ်ချိန်နဲ့ဆေးရတာမဟုတ်တော့ဘူး4ချိန်တောင်ဆေးရတယ်မနေ့စားပြီးဆေးရတယ်နေ့လည်စားပြီးစီချိုဆေးရတယ်ညနေစားပြီးလည်းစီချိုဆေးရတယ်မဲခင်လည်းစီချိုဆေးရတယ်အဲ့တော့အဖြေလေးခုတည်ပြီးတော့မှကျွန်တော်ကထိုးသေးထိုးလို့ရဖြစ်တယ်ကဲကောင်းပြီအဲ့တော့မနေ့စားပြီးကျွန်တော်စစ်လိုက်တော့190ရှိတယ်နေ့လည်စားပြီးစစ်လိုက်တော့240ရှိတယ်အဲ့တော့တော့မနက်စာစားပြီးတဲ့အခါကျတော့ပိုတက်သွားတာကိုနေ့လည်စာစားပြီးတော့ရှင်ပိုတက်သွားတာ190နဲ့240တိတက်သွားတယ်ကျွန်တော်ဖြစ်ချင်တာမနက်စာစားပြီးတဲ့အချိန်မှာလည်း130အောက်ဖြစ်ချင်တယ်နေ့လည်စာစားပြီးတဲ့အချိန်မှာလည်း130အောက်လောက်ကိုဖြစ်ချင်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုထိုးရမလဲဆိုရှင်190ကနေ130တိဖြစ်ချင်တယ်ဆိုလို့ရှင်ကျွန်တော်ခုနကဘယ်နှ unit ထိုးလဲဆိုတော့4 unit ထိုးတယ်ဒါပေမဲ့ကျွန်တော်ကအခုက
အင်ဆူလင်ရွေးတဲ့အခါကျတော့မနက်စာမစားခင်မှာကျွန်တော်တို့ကထိုးရမှာမနက်စာမစားခင်ထိုးတော့မှမနက်စာစားပြီးနဲ့နေ့လယ်စာစားပြီးမှရှိတဲ့အင်ဆူလင်ကျသွားမှာဖြစ်တယ်ဒါပေမဲ့သူကမနက်စာမစားခင်ထိုးတဲ့အခါကျတော့မနက်စာနဲ့နေ့လယ်စာနဲ့ဆိုလို့ရှိရင်အချိန်သိပ်မကွာဘူးဒါကြောင့်ကျွန်တော်ကအချိန်မြန်နဲ့အချိန်အလယ်လက်တွင်းမှာကျသွားမယ်အင်ဆူလင်မျိုးကိုရွေးရမယ်ကဲဟုတ်ပြီဒါကြောင့်ကျွန်တော် A နဲ့ N ပေါင်းထားတဲ့ insulin Novomix ဆိုတဲ့ insulin ရွေးတယ်အပေါ်မှာကျတော့ချိန်ကြိုင်းနေမှာကျတဲ့ glycogen ကိုရွေးတဲ့အခု Novomix ဆိုတဲ့ A နဲ့ N ပေါင်းထားတာရွေးလိုက်တယ်အဲ့တော့ A နဲ့ N ကိုကျွန်တော်က unit ကိုထိုးတဲ့အခါမှာကျွန်တော်ဥပမာပြပြမယ်ကျွန်တော်က190ကို130ဖြစ်ချင်တယ်ဆိုလို့ရှိရင်4 unit ထိုးရမှာ240ကနေကျွန်တော်က130လောက်ထိဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က8 unit လောက်ထိထိုးရမှာတကယ်လို့ဥပမာပြပြမယ်နော်ကျွန်တော်4 unit ပဲထိုးတယ်ဆိုလို့ရှိရင်မနက်စာမစားခင်မှာကျွန်တော်4 unit ပဲထိုးတယ်ဆိုလို့ရှိရင်190ကနေ130တော့ဖြစ်သွားမယ်4 unit မှာ60ကျတာဟုတ်240ကို60ကျသွားမယ်ဆိုလို့ရှိရင်180ထိပဲကျသွားမှာအဲ့တော့နည်းနည်းလေးများနေသေးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်က240တမောင်ကျတဲ့130အောက်ထိကျကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်က unit ကိုပို့ပြီးတော့ထိုးရမှာ240ကနေ130ထိကျသွားအောင်ကျွန်တော်ကဒီ120လောက်ထပ်ပြီးတော့ကျသွားအောင်ကျွန်တော်က8 unit ထိုးလိုက်တယ်4 unit မှာ60ကျရင်8 unit ဆိုတော့120ကျရင်အဲ့တော့8 unit ကိုမနက်စာမစားခင်ကထိုးလိုက်ကောမနက်စာစားပြီးတော့190ကနေ8 unit ထိုးလိုက်တဲ့အခါမှာ120လောက်ထိကျသွားပြီ80လောက်ပဲကျန်တော့မယ်ဒါဆိုလို့ရှိရင်တော့မနက်စာစားပြီးတဲ့အချိန်တအားအချိုးတက်အားနဲ့သွားပြီးခေါင်းနေမှုတာဖြစ်သွားလိုက်တယ်နေ့လယ်စာစားပြီးတဲ့အချိန်မှာတော့အဆင်ပြေကောင်းပြေးလိုက်မယ်240ကနေ120ဖြစ်သွားမယ်ဒါကြောင့်ကျွန်တော်တို့ကနည်းနည်းလေးပဲ4 unit ပဲထိုးမယ်ဆိုရင်တော့သူကနေသူထိကျသွားတာ130ထိကျသွားတာအဆင်ပြေပေမဲ့သူကျတော့လည်းတိတ်မကျပြန်အောင်8 unit ထိုးလိုက်တဲ့အခါကျတော့သူကတအားကြီးကျသွားပြန်တော့လေသူ့တက်ကအဆင်မပြေပြန်ဒါကြောင့်ကျွန်တော်4နဲ့8 unit ကြားမှာရှိတဲ့6 unit ကိုကျွန်တော်ထိုးရမှာဖြစ်တယ်6 unit ထိုးမယ်ဆိုလို့ရှိရင်90ကျမယ်အဲ့တော့မနက်စာမစားခင်မှာ6 unit ထိုးလိုက်တဲ့အခါကျတော့မနက်စာစားပြီးတဲ့အချိန်မှာ190ကနေ100ပဲကျန်တော့မယ်နေ့လယ်စာစားပြီးတဲ့အခါမှာ250ကနေ sorry 240ကနေ150ပဲကျန်တော့မယ်အဲ့တော့အတင်းထိန်းထားနိုင်တယ်အဲ့ဒီတိုင်းပဲကျွန်တော်ကညစာညနေစာစားပြီးတိုင်းတဲ့အခါမှာ240နောက်မဲအိတ်ခင်မှာတိုင်းတဲ့အခါမှာ190ရှိတယ်အဲ့တော့သူတို့နှစ်ခုကြားကို240ကိုကျွန်တော်130လောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်8 unit ထိုးရမှာဖြစ်ပြီးတော့190ကနေမှတစ်စင်130တိဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်6 unit ထိုးရမှာဖြစ်တယ်ဒါပေမဲ့8ကော6ကောထိုးမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးအဲ့တော့8နဲ့6 unit ကြားတွေကိုထိုးလိုက်မယ်အဲ့တော့ခုနက3နဲ့ insulin ပဲအတိုနဲ့အလယ်လက် insulin ကိုပဲကျွန်တော်6 unit သုံးလိုက်မယ်အဲ့ဒီခါမှာ90ကျမယ်240ဒါညနေစာမစားခင်ကျွန်တော်ကထိုးလိုက်တဲ့အခါမှာညနေစာစားပြီးတဲ့အခါမှာ240ကနေ150ဖြစ်သွားမယ်မအိတ်ခင်မှာ190ကနေ100ဖြစ်သွားမယ်အဲ့တော့ကျွန်တော်ရဲ့အနှစ်ချုပ်ကတော့ဒီနေ့နှစ်ချိန်ထိုးတဲ့စနစ်က4ကစစ်လိုက်မယ်မနက်စာစားပြီးနဲ့နေ့လယ်စာစားပြီးကိုစစ်လိုက်မယ်အဲ့မှာရှိတဲ့အချိုးတက်တွေကြာကျင်နေဆိုလို့ရှိရင်တော့မနက်စာမစားခင်တည်းကထိုးထားရမှာဖြစ်တယ်ညနေစာစားပြီးနဲ့မအိတ်ခင်မှာရှိတဲ့သွေးအချိုးတက်ကိုစစ်လိုက်မယ်အဲ့မှာရှိတဲ့အချိုးတက်ကိုကြာကျင်နေဆိုလို့ရှိရင်တော့ညနေစာမစားခင်တည်းကအင်ဆူလင်ကိုထိုးရမှာဖြစ်တယ်ထိုးတဲ့အင်ဆူလင်ကကျတော့အချိန်တိုနဲ့အချိန်အလယ်လက်နဲ့ပေါင်းထားတဲ့ AN Novomix ပဲဖြစ်တယ်ကဲကောင်းပြီဒါထိုးလို့မှမလုံလောက်သေးဘူးဆိုတော့တော်တော်လေး emergency case ရောက်နေပြီ emergency နောက်တစ်ဆင့်ဆိုရောက်ပြီနောက်တစ်ဆင့်တော့ကျွန်တော်ဒီတက်မှာမပြောပြတော့ insulin drip ချိတ်တာတွေပါလာတယ်အခုဆိုလို့ရှိရင်တစ်ချိန်ထိုးနှစ်ချိန်ထိုးမရတော့ဘူး၄ချိန်ထိုးတွေပါလာပြီကဲဟုတ်ပြီနည်းနည်း၄ချိန်ထိုးမယ်၄ချိန်ထိုးတာလည်း2ချိန်ထိုးသလိုပဲသူက4ချိန်စစ်တာ4ချိန်စစ်ပြီးတော့ဒီမှာကျတော့2ချိန်ပဲထိုးပြီးတော့ဒီမှာ4ချိန်စစ်ပြီး4ချိန်လုံးထိုးတာအဲ့တော့မနက်စာစားပြီးနေ့လယ်စာစားပြီးညစာစားပြီး2နာရီနဲ့မဲအိတ်ခင်ဆိုပြီးတော့ကျွန်တော်ကတိုင်းလိုက်တယ်။နက်စာစားပြီးမှ145ဖြစ်နေတယ်။နေ့လယ်စာစားပြီး160ညနေစာစားပြီးပိုတက်သွားတယ်125မဲအိတ်ခင်မှာ190တိဖြစ်သွားတယ်။ကဲမနက်စာစားပြီးတဲ့145ကိုကျွန်တော်130တိချခြင်းတယ်။အဲ့မနက်စာမစားခင်လေးမှာပဲထိုးလိုက်တာ။ကျွန်တော်မြန်လေးကြာသွားခြင်းတယ်မစားခင်မှာထိုးလိုက်တယ်စားပြီးတဲ့အချိန်မှာကြာသွားခြင်းတယ်ဆိုတော့ကျွန်တော်အချိန်မြန်ရွေးလို့ရတယ်အချိန်အလယ်လက်ရွေးလို့ရတယ်အချိန်အချိန်မြန်အချိန်တိုအချိန်လက်လည်းအချိန်တိုတဲ့ဟာလေးကိုကျွန်တော်ရွေးလို့ရတယ်အချိန်ရှည်ကြီးတွေရွေးလို့မရဘူးကျွန်တော်မြန်လေးကြာသွားခြင်းမှာအဲ့ဒီ3မျိုးနဲ့ကျွန်တော်ဒီမျိုးရွေးလိုက်မယ်ဒါပေမဲ့ကျွန်တော်145နဲ့130တိပဲကြာခြင်းတဲ့အခါကျတော့တယူနေပဲထိုးမယ်အဲ့တိုင်းပဲနေတဲ့စားပြီး130နဲ့160တိ160တိနဲ့130တိဖြစ်သွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်2 unit ထိုးမယ်ညနေစာစားပြီးတဲ့အခါမှာ185နဲ့130တိကျသွားအောင်လို့3 unit ထိုးပြီးတော့190ကနေမိခင်190ရှိရဲအဲ့ဒါနဲ့130တိဖြစ်သွားအောင်လို့ကျွန်တော်တို့က4 unit ထိုးတယ်ဒါဆိုလို့ရှိရင်တော့ insulin ထိုးတဲ့ဈေးကအားလုံးပြီးသွားပါပြီမှတ်ထားမှာကတောက်စေ200ကျော်ရင်250မကျော်ရင်တစ်မျိုးပဲပေးတယ်250ကျော်ရင်2မျိုးပေးတယ်မလုံလောက်သေးရင်3မျိုးပေးတယ်မလုံလောက်သေးရင်တစ်ချိန်ထိုးတယ်မလုံလောက်သေးရင်2ချိန်ထိုးတယ်မလုံလောက်သေးရင်4ချိန်ထိုးတယ်မလုံလောက်သေးရင်တော့ဒါက insulin drip ချိန်ရတဲ့ဆေးရုံတက်ရတဲ့အဆင့်ထိရောက်သွားမယ်ဒါကတော့စီးကြွသွေးကြိုကုသတဲ့ဆေးဒီဥပဒေသားပဲဖြစ်ပါတယ်